Minglawa Kiro Unit 0 Single Maths Level 3 Unit 1 Part 2 ကိုဆက်ပြီးတော့လေ့လာမှာဖြစ်ပါတယ်ဆက်ပြီးတော့ Unit 1 Part 2အနေနဲ့တော့ Number 21ကိုဆက်ပြီးလာကြအောင်ပါအဲ့တော့ 4951ဒါဆိုရင်ကျွန်တော်ဒီနေရာမှာ4000ကိုထည့်ပါမယ်4951အဲ့တော့ဒီမှာဆိုရင်5000ရေးထားပြီးသားဆိုတော့နောက်တစ်ခုက blank က800ဖြစ်ပါတယ်နောက်ဒီမှာဆိုရင်2000ဖြစ်ပါတယ်number 24မှာဆိုရင်တော့ကျွန်တော်တို့က8000ပါပြီးသွားပြီဆိုရင် blank is 600 okay the one place in 25မှာ one place ရှိရပြီး0ဖြစ်ပါတယ် digit 1ကတော့ the place လေးလေးပြောရင်1000ပြဖြစ်ပါတယ်အဲ့ဒီမှာသတိထားမှာ1000မှာ s ထည့်ပြီးရမှာဖြစ်ပါတယ် digit 5 ရဲ့ value ကတော့ကျွန်တော်500ဖြစ်ပါတယ်40ဖြစ်တဲ့ digit ကတော့4ဖြစ်ပါတယ် okay အဲ့လိုပဲဆက်ပြီးတော့လေ့လာပါမယ်26 in 8429 100 place ကတော့4ဖြစ်ပါတယ် digit 9ကတော့ the place မှာရှိတယ်1 place မှာရှိပါတယ် the values of digit 2ရဲ့တန်ဖိုးကတော့20ဖြစ်ပါတယ် the values of digits 8000ရဲ့ value လို့ပြောရင်ကျွန်တော်က digit ကတော့8ဖြစ်ပါတယ် okay အဲ့ဒါဆက်ပြီးစဉ်းစားကြည့်ရအောင်ပါ1000 place မှာပဲ digit ရှိပါတယ်1000 place မှာ5ဆိုတဲ့ digit ရှိပါမယ် okay digit 4ကဘာ place လဲ digit 4 times place ဖြစ်ပါတယ် digit 7 ရဲ့ value ကတော့700ဖြစ်ပါတယ် digit 1ကဘယ် digit က1မှာရှိလဲဆိုတော့ digit 1ဖြစ်ပါတယ် okay ဒီက smaller ကိုဆက်ပြီးတော့လေ့လာရအောင်ပါ smaller ဖြစ်တာကတော့6000နဲ့တူတယ်400နဲ့တူတယ်ဒါဆိုရင်ကျွန်တော်တို့ tens place ကို compare လုပ်အောင်ဒီမှာ 10 place မှာ40နဲ့70နဲ့မှာ smaller ဖြစ်တာက40ဖြစ်ပါတယ်အဲ့တော့ smaller number ကို circle လုပ်ပြရအောင်1000နဲ့တူတယ်700နဲ့000နဲ့ဆိုတော့000က smaller ဖြစ်ပါတယ်အဲ့တော့ circle လုပ်ပါ4000နဲ့8000ကတော့4000က smaller ဖြစ်ပါတယ်အဲ့တော့ larger မှာ6000တူရင်100ကိုကြည့်ရအောင်မယ်100က600ကပိုပြီး larger ဖြစ်ပါတယ်8000နဲ့တူတဲ့အခါမှာ100နေရာမှာရှိတဲ့2နဲ့9နဲ့မှာ9က larger ဖြစ်ပါတယ်အဲ့လိုပဲ3000တူတဲ့000အဲ့ဒီမှာ10 place မှာ1နဲ့10 place မှာ0နဲ့အဲ့တော့10 place မှာ1ရှိတဲ့ number ကကြီးပါအဲ့လိုပဲကျတော့ compare လုပ်ကြည့်ရအောင် number 34ဘာဖြစ်မယ်ထင်ပါလဲ4600 14ဒီ largest ဖြစ်ပါ okay 35မှာဘယ် number larger ဖြစ်မလဲကြည့်ကြည့်ပါဦး 9999ဖြစ်ပါတယ်36ကိုကြည့်ပါ36မှာဘယ် number က largest ဖြစ်လဲ answer is 5551 okay ဒီက smaller ကိုစဉ်းစားပါ smaller ဆိုတော့ဒီကိန်းသုံးတဲ့ smaller ကိုကြည့်တဲ့အခါမှာ2468 38မှာ smallest ဖြစ်ဆုံးက3800ဖြစ်ပါတယ်39မှာ smallest ဖြစ်ဆုံး number ကတော့2000ဖြစ်ပါတယ် okay ဒါဆိုရင် fill in the blank ကိုကြည့်ပါမယ် fill in the blank မှာကျွန်တော် compare လုပ်တဲ့အခါမှာရှေ့ရ number နှစ်ခုမှာရှေ့ရ number ငယ်နေ smaller ကိုသုံးပါပြီးရှေ့ရ number ကြီးနေရင်တော့ greater ကိုသုံးပါပြီးပါ1000 နဲ့1100ဆိုရင်1000ကငယ်တဲ့50ရောက်မှုလို့ smaller ကိုသုံးပါမယ်8840နဲ့8800နဲ့ဆိုရင်40ကကြီးပါ greater သုံးပါမယ်7000ကြီးရတဲ့ကြောင့်မို့လို့ greater သုံးပါအဲ့လိုပဲ3000နဲ့300နဲ့ဆိုတော့3000ကကြီးတာပြီပေါ့အဲ့တော့ greater သုံးပါ4200နဲ့300ဆိုရင်200ကငယ်တဲ့ကြောင့်မလို့ smaller ကိုသုံးပါမယ်အဲ့လိုပဲ pattern ကိုလိုက်ကြည့်ပါ pattern မှာ40နဲ့45ဆိုရင် add 5 5တိုးသွားတာဖြစ်ပါတယ်ဒါဆိုရင်50 55
69ကိုကြည့်တဲ့အခါမှာ600ပြီး500ကျော့သွားဒါဆိုရင်800ပြီး700ဖြစ်ပါမယ်600 500ပြီး400ဖြစ်ပါ4400ဒီမှာကျတော့အထန်10တိုးသွားဒါဆိုရင်30 40ဆိုရင်နောက်ဆုံးတစ်ခုက50 60 80 70ဖြစ်ပါအဲ့လိုပဲဒီမှာဆိုရင်5000 4000ဆိုတာရော့သွား1000ရော့သွားဒါဆိုရင်8000နဲ့1000နှုတ်ရင်7000 6000စာဖြစ်ပါတယ်ဒီမှာ compare လုပ်ရမှာက templates ကို compare လုပ်ရပါမယ်76 86ပြီး96 96ကိုထပ်လုပ်လိုက်5906ဖြစ်သွားပါOkay ဒီမှာကတော့ကျွန်တော်က begin with the largest အကြီးဆုံးကနေ order စီးအောင်ဖြစ်ပါအကြီးဆုံးကတော့9000ဖြစ်ပါ9000ပြီးရင်6000 3000 1000ဒီမှာ5000နဲ့အကုန်တူရဲဆိုရင်100ကို compare လုပ်ပါမယ်100က850 805 508 058 3000ကsmall လိုက်ဖြစ်တဲ့အတွက် larger ကနေစပြီးကျွန်တော်9900ကစမယ်ပြီးရင်300 6000 3000ဒီမှာ figure largest ဖြစ်ဆုံးက4200ပြီးရင်4100 2000နှစ်ခုမှာ100ကကြီးတယ်ပြီးတော့မှ000 6မှာလည်း8600ကအကြီးဆုံးပြီးရင်8100 6800ချင်းတူတူ80ကိုရေးမယ်ပြီးတော့မှ18ကိုရေးမယ်အဲ့ဒါဆိုရင်တော့ the last one ပေါ့နော် the last one ကတော့ဒီမှာ small ကစပါ small မှာ1000က small ပြီးရင်2000ပြီးရင်4000ပြီးရင်8000ဒီမှာကတော့8000 8001ပြီးတော့8011 8101 8118ဒီမှာ small က4000 25 4000 500 5000 5200 small က 3300 3600 6200နဲ့ 6900ဖြစ်ပါဒီက comma ဖြစ်ရမှာပါ small ကိုတက်ကြည့်တဲ့အခါမှာ100ပြီးရင်600ချင်းတူရင်90ပြီးတော့မှ91ပြီးတော့မှ16အဲ့ဒီမှာမှာကျွန်တော် largest ပေါ့နော်အကြီးဆုံးလုပ်ချင်တယ်ဆိုရင်8621ဖြစ်ရပါမယ် small ဖြစ်ချင်တယ်ဆိုရင်တော့ငယ်တဲ့ဟာအရင်ရေးပေါ့3579ပေါ့ okay ဆုံးဖြတ်ချက်ပြီးတဲ့ကြောင့်မလို့ကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းထပ်ပြီးတော့တွေ့ကြပါစို့ bye bye